မင်္ဂလာပါခင်ဗျာကျွန်တော်ဒီမှာဖျားစင်းလူတော်များကိုအော်ဒါအပ်လို့ရှိရင်ကျွန်တော်ဒီအစကျွန်တော်တို့ကြောက်အရင်တုန်းကနေစပြီးတော့ကျွန်တော်တို့ပုံကျော်အဆင့်ထီကိုကျွန်တော်တို့တစ်စင်ချင်းကိုကျွန်တော်တို့ဝယ်ယူတဲ့ customer များကိုကျွန်တော်တို့တစ်နေ့တစ်စင်ပုံစံမျိုးအဖြစ်ဒါမှမဟုတ်ကျွန်တော်တို့2ရက်3ရက်ချာမှတစ်စင်အဲ့လိုအဆင့်ကျွန်တော်ပုံတော်လေးတွေကိုပို့ပေးပါတယ်ကျွန်တော်အဲ့လိုပို့ပေးခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့သုံးထားတဲ့ကြောက် quality ကကျွန်တော်တို့ထုလုပ်ပုံအစင်ပို့တဲ့ချိန်ခါကြလို့ရှိရင်ကျွန်တော်တို့ကအရေးသွေးပိုင်းဆိုင်ရာကြတော့ဗျာကျွန်တော်သေးတွေပါသုံးလို့မရတဲ့အနေအထားဖြစ်တဲ့အတွက်သူကကြတော့ပွင့်ပွင့်လင်းလင်းဖြစ်တာပေါ့ခင်ဗျာအဲ့လိုမျိုးကြောင့်မို့ကျွန်တော်တို့ဝယ်ယူတဲ့ပူဇော်တဲ့သူများအားလုံးကိုကျွန်တော်တို့ဒီစပြီးကျွန်တော် order app ပြီးဆိုတာနဲ့ကျွန်တော်တို့ပထမဦးဆုံးကြောက်ရိုင်းတုံးကနေပြီးတော့ပြီးတဲ့အချိန်ထိကျွန်တော်တို့ပုံတော်လေးတွေကိုတစ်စင်ကျွန်တော်အမြဲတမ်းကျွန်တော်ဆက်သွယ်ပြီးတော့ဒီလိုမျိုးတွေကျွန်တော်ငရဲတရိစ္ဆာန်ပြိတ်ဖြစ်ပြီးတဲ့နောက်လူပုံလူဘဝပြန်ရဖို့ဆိုတော့မဖြစ်နိုင်လောက်အောင်ခဲရင်တယ်လို့ပြောတာနော်အေးဒါတော့တချို့တလေကလူဘဝရဲ့တန်ဖိုးကိုမသိဘူးစိတ်ညစ်လို့ဆိုကိုယ့်ကိုယ်တတ်သေးတယ်နောက်ဘဝဘယ်ရောက်သွားမယ်ဆိုတော့မသိဘူးနဲ့တူတယ်လူပြန်ဖြစ်မြန်များထင်းနေသလားမသိဘူးနော်ဒါကြောင့်မို့လို့လူဘဝမှာမသိစားနိုင်အောင်ကုသိုလ်ကောင်းမှုတွေများများလုပ်ဖို့အရေးကြီးတယ်ရထားတဲ့အချိန်လေးကအမတန်တန်မိုးရှိတဲ့ဘဝလေးကိုရထားတာအဲ့ဒီတန်မိုးရှိတဲ့ဘဝလေးကိုဘာတွေနဲ့အချိန်ဖြုံးလို့ဆိုရင်အပျော်တွေအပားတွေနဲ့ပဲအချိန်ဖြုံးတယ်စီးပွားရေးကိစ္စတွေနဲ့ပဲအချိန်ဖြုံးတယ်အားလုံးဟာဒါတွေနဲ့ပဲအချိန်ဖြုံးပြီးတော့ဘဝတစ်ခုဆုံးသွားကြပြန်တယ်ဘာတရားမှလည်းမသိလိုက်ဘူးဆိုအလွန်ဆုံးရှုံးနေတာပဲပေါ့မစင်စားရင်တော့မသိဘူးစဉ်းစားရင်အဖြေကဒီတိုင်းလာမှာပဲဟုတ်ကဲ့လားကဲထို့တူပဲပြိတ္တာဘဝကိုကြည့်လိုက်အောင်ပြိတ္တာဘဝကနေလူဖြစ်တာတို့နတ်ဖြစ်တာတို့အလုံးကိုနဲတယ်ဘယ်သွားတော့ပြိတ္တာဘဝကနေပြိတ္တာပြန်ဖြစ်တာပြိတ္တာဘဝကနေငရဲကျသွားတာပြိတ္တာဘဝကနေဝိရိယ